အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါသေးများကျွန်တော်ဒီ Voice of Football ကနေပြီးတော့ Premier League ပွဲစဉ်24ရဲ့ပွဲကြိုသုံးသက်ချက်တွေကိုစတိုက်တင်ဆက်ပေးနေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တကယ်ကိုပွဲကြီးပွဲကောင်းတစ်ပွဲရှိပါတယ် Leeds United နဲ့ Arsenal တင်းတို့ရဲ့ပွဲကစနေနေ့ည9:00နာရီခွဲမှာကစားမှာဖြစ်ပါတယ်အဲ့ပွဲနဲ့ပတ်သက်ပြီးတော့ပွဲကြိုသုံးသက်ချက်ကိုကျွန်တော်နဲ့ကိုချင်းကြီးကအတူတူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကိုချင်းမင်္ဂလာပါကိုနနာရေအဲ့တော့အဓိကတော့ကျွန်တော်တို့ Arsenal ပဲLeeds ကိုကျွန်တော်တို့ပြောမယ်ပေါ့နော်ဒါပေမဲ့ Arsenal တော့ကျွန်တော်အရင်လေးနည်းနည်းလေးတော့ဆွေးနွေးချင်တယ်ပေါ့နော်၃ပွဲနဲ့နိုင်ပွဲပျောက်တယ်Champions League မှာတော့သူတို့ရှာလုံးပြည့်နိုင်ပွဲရှာယူပြီးတော့ကျွန်တော်တို့ Champions League ပုံစံပြောင်းပြီးတော့ပထမဆုံးအသင်း record ရသွားတယ် Okay အဲ့ပွဲမှာလည်းကစားသမားတွေတော့အနာပေးထားပြီးတော့ဒါ second line ဆိုတဲ့အနေထားပြီးတော့သုံးသွားတယ်ဆိုတော့အဒေတာအမြင်မှန်ရသွားပြီလားပေါ့နော်အဲ့တော့ဒီ၃ပွဲဆက်နိုင်ပွဲပျောက်နေတဲ့အခြေအနေရဲ့လက်ရှိပုံစံကိုရိုက်ခတ်နိုင်မှုရှိမရှိတယ်အဲ့ဒါလေးချိန်ပြီးပြောပေးပါဦးမှန်တိုင်းပြောရင်တော့အာဆင်နယ်ပဲဖြစ်ဖြစ်ဘယ်အသင်းပဲဖြစ်ဖြစ်၃ပွဲဆက်နိုင်ပွဲပျောက်သွားတာကအသင်းတစ်သင်းရဲ့ psychological တွေ mental ဘိုင်းတွေကိုအများကြီးထိခိုက်တယ်မထိခိုက်ဘူးလို့ပြောတယ်ဆိုတာကပြောတာပေါ့နော်တကယ်တမ်းပြောရင်တော့အသင်းရဲ့ယုံကြည်မှုကဟို winning habit ဆိုတာရှိတယ်ဗျာနိုင်နေရင်တော့အဲ့ winning habit တွေယုံကြည်မှုတွေအားကောင်းနေပြီးတော့အသင်းရဲ့ environment တစ်ခုလုံးကဒီ dressing room တစ်ခုလုံးကပျော်ရွှင်ပြီးတော့လွတ်လွတ်လပ်ပေါ့ပါဖြစ်နေပြီးတော့အဲ့တပွဲထဲပို့ပြီးတော့2ပွဲလောက်3ပွဲလောက်နိုင်ပွဲတွေရက်သွားပြီဟဲ့ဆိုရင် dressing room တစ်ခုလုံးကမယုံကြည်မှုတွေအားမလို့အားမရဖြစ်မှုတွေတန်တရားဖြစ်မှုတွေပြည်သက်တွေကဖိအားပေးမှုတွေဆိုရင်မလိုအပ်တဲ့ဒီ negative vibe တွေကအများကြီးဝင်လာဒီချိန်မှာဒါကိုအာဆင်နယ်ကောင်းကောင်းခံစားနေရတယ်နေတာနဲ့များတာပဲကွာလိမ့်မယ်အဲ့တော့တေးကြတာကအခုချိန်ထိတော့ကျွန်တော်သင်ချာနီးကပြန်တွက်မယ်ဆိုရင်တော့အာဆင်နယ်ဒီမန်စီးတီးကို၄မှတ်ဖြတ်ထားနိုင်စေပဲဖိအားတွေပြဿနာတွေရှိလာသည့်တိုင်အောင်တော့မှအခုချိန်ထိအာဆင်နယ်ကကိုကန်ချင်မှာကိုဖန်တီးခွင့်ရှိနေသေးတယ်အဲ့တော့ကျွန်တော်တို့အမှားတစ်ခါတလေမှာအမှားတွေကျွန်တော်တို့လုံမိတတ်ကြတယ်အဲ့ဒီအမှားတွေကနေသင်ခန်းစာယူရမှာအာဒီတာနဲ့အာဆင်နယ်လည်းဒီလိုပဲတရားစီလုံးအတီငိမ်ဆုံးသွားနေတယ်10လလောက်မာရသွန်ခီးရှည်ကြီးသွားတဲ့ကာလမှာတို့မှာဒီပြီးခဲ့တဲ့3ပွဲမှာတော့လိုအပ်ချက်တွေရှိခဲ့တယ်အထူးသဖြင့်အားလုံးဒါတစ်ကမ္ဘာလုံးပွက်လောညံအောင်ထောက်ပြနေတာတော့အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းအားနေမှုဒီပြဿနာကိုအာဒီတာကွန်နဲ့ပြောရတယ်ဒီ area ကိုတို့တိုးတက်အောင်လုပ်မယ်အဲ့တော့ဒါတွေကဘယ်လောက်ထိအလုပ်ဖြစ်လာမလဲကွင်းတွဲမှာအာဆင်နယ်ဘယ်လောက်ထိတည်ငြိမ်မလဲဘယ်လောက်ထိရဲရင်မလဲဒီဟာတွေကပဲအဆုံးဖြတ်ပေးသွားလိမ့်မယ်အဲ့တော့ကိုနနာပြောဆိုချန်ပီယံလိမှာအဆင်ပြေတယ်ပရီးမီးယားလိမှာတော့ဒီလိုပွဲမျိုးတွေမှာထပ်ပြီးတော့၄ပွဲဆက်နိုင်ပွဲပျောက်သွားရင်မန်စီးနဲ့ gap ကပို့ပြီးတော့ကျင်းသွားလိမ့်မယ်ပို့ပြီးတော့ဖီအားနဲ့အာတီတာရောအာဆင်နယ်ရောကောင်းကောင်းနားလည်ထားပါဒီပွဲကိုသူတို့ဘလူပွဲတစ်ပွဲလို့ကစားရမယ်ဒီပွဲမှာသူတို့မဖြစ်မနေ၃မှတ်ကိုဘလူနီးနဲ့ဖြစ်ဖြစ်အရယူရမယ်ဆိုတာကောင်းကောင်းနားလည်ထားလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဗျဟုတ်ကဲ့လက်ရှိအနေထားအရအာဆင်ရဲ့တိုက်စစ်ကတကယ်ကိုပြောချင်စရာပဲလေပြောချင်စရာပဲဆိုတော့ကျွန်တော်တို့ဟိုရင်ဒီ bandit တွေတောင်ပြောနေရရာသီတွေမှာအသင်းပူဆွဲတယ်ဆိုရင်ကျွန်တော်တို့ Manchester City ပူဆွဲတယ်မင်းတင်မှာကစားဘသူဆွဲတင်ပေးတယ်ဟာလန်ပြီးခဲ့တဲ့နေ့ကလီဗာပူးချန်ပီယံဖြစ်တယ်ဘသူဆွဲတင်ပေးတယ်ဆိုကျွန်တော်တို့ဆာလာပဲအဲ့တော့လက်ရှိမှာအဲ့လိုမျိုးကစားသမားမျိုးတယောက်လောက်တော့လိုအပ်တယ်လို့တော့ထင်လာတယ်ပေါ့နော်နောက်ပြီးတော့အဲ့လိုကစားသမားမျိုးအဖြစ်ကျွန်တော်တို့ကအစကားကိုအများကြီးတွေးခဲ့ကြတယ်အဲ့တော့ system တစ်ခုမှာကစားတဲ့အချိန်မှာကစားသမားတွေရဲ့ freedom မဖြစ်ဘူးနောက်ပြီးတော့ကစားသမားတွေက individual တွေတုံးပြီးတော့နောက်ပြီးတော့ Arsenal ကိုကျွန်တော်တို့တတိထားကြည့်မိအဝေးကန်ချက်တွေဟိုဘယ်လိုပြောမလဲကစားသမားတွေရဲ့လွတ်လွတ်လပ်လပ် dribbling တွေအဲ့လိုမျိုးတွေမမြင်ရအောင်ပေါ့နော်အဲ့ system တစ်ခုမှာကျတော့ဒါလေးကအားနည်းချက်ဖြစ်သွားတယ်ပေါ့နော်အားသာချက်ကတော့ကျွန်တော်တို့ဘယ်ကစားသမားမဆိုကိုသွင်းတတ်တာပေါ့နော်ခံစကစားသမားပဲပြောမလား Arsenal ဒီ squad ကိုကြည့်လိုက်ဂိုးမသွင်းဘူးတဲ့ကစားသမားမရှိသလောက်ပဲဆိုတော့အဲ့ဒါကတော့အာသာချက်ပေါ့အဲ့ဒီအာသာချက်အားနည်းချက်ကြားမှာအာတီတာဘယ်လိုတီးဆောက်မလဲနောက်ပြီးတော့စာကာကိုတီးထပ်ပို့ပြီးတော့လွတ်လွတ်လပ်လပ်ပေးကစားပြီးတော့စာကာရဲ့ဂိုးတွေလည်းမျောလင့်နေပေါ့နော်ကျွန်တော်ကတော့အဲ့တော့တစ်ဖက်က Leeds ကိုကျွန်တော်ဆက်ပြောရမှာဆို Leeds ကလက်တလုံးမှာ17ပွဲမှာတပွဲပဲရှုံးထားတယ်ရှုံးတဲ့ပွဲကလည်းကျွန်တော်အသေးအတန်ကန်ပြီးတော့မှ last minute တွေမှာ Newcastle ကိုရှုံးထားတာအဲ့တော့ Leeds ကအရန်ကောင်းလာတယ်တိကျပြောရင်ကျွန်တော်တို့ Man City ကို 3-2 နဲ့ရှုံးတယ်ဆိုတော့ Foden မိနစ်90မှာသွင်းခဲ့တာကြော်မှာပေါ့နော်အဲ့နောက်ပိုင်းမှာချေမှန်လာတယ်3 back ပြောင်းလိုက်တယ်အဲ့တော့နီးပြ Fake နဲ့ဒီ Leeds နဲ့လက်ရှိအနေထားကျွန်တော်တို့အတွက်တော့လည်းအရန်ကိုထင်ကြီးစရာကောင်းတယ်ပေါ့အဲ့ပေါ်ကိုရှိကြီးအမြင်လေးလက်ရှိ Leeds ရဲ့အနေထားလေးပြောပြပေးပါဦးမှန်ပါတယ်ကိုနနာပြောသလိုပဲအဲ့ဒီနိုဝင်ဘာကုန်ကန်ဒီမှာ Manchester City ရဲ့ Etihad မှာသွားကစားရပွဲ2-0ရှုံးနေတာနေပြီးတော့ပြန်လာနိုင်ခဲ့ဒုတိယပိုင်းမှာအဲ့3-5-2 shape ကိုပြောင်းတယ်အဲ့မှာခံစစ်ကလည်း combat ဖြစ်တယ်ကွင်းလဲလည်းမာတယ်တိုက်စစ်ကလည်းအလုပ်လုပ်လာနိုင်တယ် direct sun နဲ့ပုံစံအနေနဲ့သူတို့ရဲ့ပုံစံအမှန်သူတို့နဲ့ live ဖက်တဲ့အခြေအနေတစ်ခုကိုသူတို့ရှာတွေ့သွားခဲ့တယ်နော်အဲ့နောက်ပိုင်းမှာရက်လက်တွေကဟိုနိုင်ရကန်နဲ့ပြစ်ချလိုက်သလို Leeds United မှာဟုတ်ရဲ့လားလို့ယာဒီဆာဒါ73ပွဲလောက်မှာ17မှတ်ပဲရထားခဲ့တယ်တပွဲတစ်မှတ်တောင်မယူထားနိုင်ခဲ့တဲ့အသင်းကအခုနောက်ဆုံး10ပွဲမှာတပွဲပဲရှုံးတယ်3ပွဲနိုင်တယ်6ပွဲသေးကြတယ်အဲ့ရှုံးတဲ့တပွဲကလည်းဘယ်လိုရှုံးလဲမေးရင်ဦးနောက်ကရဏပြောဆိုပေါ့နယူကာဆယ်ကို102မိနစ်မှာသွင်းတဲ့ဂိုးနောက်ကျဂိုးကြောင့်သာရှုံးခဲ့တာဆိုတော့အဲ့
တော်ကြီးကိုလီယူနိုက်တက်တိုးတက်လာတယ်နောက်ဆုံး10ပွဲမှာသူတို့ယူထားနိုင်ခဲ့တဲ့အမှတ်15အမှတ်လောက်ကပဲသူတို့ဒီတန်းဆင်းဆုံးအပြင်ကိုပြန်ပြီးတော့ဆွဲထုတ်ပေးသွားနိုင်ခဲ့တယ်ဒါပေမဲ့အခုဝက်ဆန်ပြန်ပြီးတော့2ပွဲဆက်နိုင်လာတဲ့ချိန်မှာအဆင့်18ကဝက်ဆန်ပြန်ရုံးနေတဲ့ချိန်မှာတန်းဆင်းဆုံးတွေက6မှတ်ဆိုတော့မလွတ်သေးဘူးတန်းဆင်းဆုံးနဲ့ save zone တွေကိုမရောက်သေးဘူးတန်းမစင်ရဘူးအခြေအနေတော့ကောင်းနေတယ် save zone တော့မရောက်သေးဘူးအဲ့တော့ Leeds United ထပ်ပြီးတော့ရုံးမှရလိမ့်မယ်ဒီ momentum လေးတစ်ခုကိုဆက်ပြီးတော့ဆွဲဆက်နိုင်ဖို့လိုတယ်ရှေ့မှာတော့ Chelsea ကိုနိုင်ထားဘူးတယ် Liverpool ကိုအိမ်ဝင်းဝေးဝေးနှစ်ကြော်လုံးမရှုံးအောင်ကစားပြနိုင်ခဲ့တယ် United ကိုတေးကစားခဲ့တယ် ဟုတ်ကဲ့ တော်တော်လေးကိုဒါလေးLeeds United ကဆွမ်းဆောင်ရင်တော်တော်လေးသဘောကျတယ်အထူးသဖြင့် Brentford လို့ဒီဟာဒီအိမ်ဝင်းအရမ်းမာပါတယ်ဆိုတဲ့တင်အဝေးကွင်းမှာမရှုံးအောင်ကစားနိုင်ခဲ့တာတွေ Sunderland ရဲ့အိမ်ကွင်းဆိုတာအသင်းကြီးတွေအတွက်မှာခတ်တဲ့ကွင်းမှာတော့မှသွားပြီးတော့တေးယူပြနိုင်ခဲ့တာတွေဒီဟာဒီ top 10ထဲမှာဝင်နေတဲ့မာကိုစီးဗာရဲ့ဖူဟန်ကိုနိုင်အောင်ကစားနိုင်ခဲ့တာတွေမဟာပါတယ်ဆိုတဲ့ Palace ကိုနိုင်အောင်ကစားနိုင်ခဲ့တယ်ချီးကျူးစရာတွေအများကြီးပဲဗျဒီတလောတွင်းမှာ Leeds United တိုးတက်မှုကအရှင်ကြီးပဲတိုက်စစ်က Kevin Lewin ဆိုရင်ဒါတော်တော်လေးကို underrated ဖြစ်ပြီးတော့ဒီဟာဒီရဲ့လူပြောသူပြောအနည်းဆုံးနဲ့အသင်းကိုအကျိုးပြုနိုင်ဆုံးကစားမလို့တော့ပြောရမယ်ကိုသွင်းထားရဆိုတော့အဓိကတော့ Kevin Lewin ကို Arsenal ခံစစ်ဘယ်လောက်ထိန်းချုပ်နိုင်မလဲဒါကိုပဲကြည့်ရမယ်ထင်ပါတယ်ဟုတ်ကဲ့အဓိကတော့ဒီ Leeds United ရဲ့ကစားပုံကကြစ်လက်လာရပါတော့ကျွန်တော်တို့ဒီ squad အရာကြည့်မယ်ဒီ line အရာကြည့်မယ်ဆိုတော့3 back နဲ့ကန်တယ်ကစားပုံလည်းတော်တော်ကောင်းတယ်ဒါပေမဲ့အဲ့ shape မှာကျွန်တော်တို့ပြောစရာရှိတာလေးတခုတော့ရှိတယ်ပေါ့နော် Leeds United ကကျွန်တော်တို့ဟိုကန်တဲ့ပွဲတွေမှာဟိုဂူးပေးရတဲ့ပွဲတွေတော့များတယ်ပေါ့ခံစစ်ကြောင်းအရန်ကောင်းနေအောင်မဟုတ်ဒါပေမဲ့ဂူးမပေးရတဲ့ပွဲတွေလည်းမရှိမဟုတ်ရှိတယ်ကျွန်တော်တို့ဖူကန်တဲ့ပွဲမပေးခဲ့ရဘူးနောက်ပြီးလီဗာပူးကိုအဝေးကုန်းမှာကစားတဲ့ပွဲဂူးမပေးခဲ့ရဘူးကျန်တဲ့ပွဲတွေမှာတော့တော်တော်များများသူတို့ဂိုးတွေပေးခဲ့ရတာများတယ်ပေါ့နော်ဒါနောက်ပိုင်းပွဲတွေမှာသူတို့ဟိုဘယ်လိုပြောမလဲကောင်းနေတဲ့အခြေအနေမှာရှိပွဲတွေမှာဆိုပိုဆိုးတာပေါ့နော်ဒါကတော့လက်တလော form ပြန်ကောင်းလာတဲ့အခြေအနေမှာတော့မှဂိုးလေးတွေတော့ပါလာတယ်ပေါ့အဲ့တခုတော့ကျွန်တော်တကယ်လေးဟိုစိတ်မချဘူးပေါ့နော်ဒီ United ရဲ့ကစားပုံကောင်းတော့လေခံစစ်ကြောင်းရဲ့ကစားသမားတွေရဲ့အရေးအသွေး quality အရာကြတော့လေအရန်ကြီးဟို system ဟိုအရန်ကြီးကျွန်တော်ပြောအများကြီးကောင်းမလို့ပေါ့နောက်ပြီးကစားသမားတွေမှာ Leeds United ရဲ့ squad ကိုကြည့်တိုင်းခံစစ်3ယောက်တန်းကတော်တော်လေးအားနေလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါကတော့သူတို့ရဲ့အားနေချက်လို့ကျွန်တော်လည်းမြင်တယ်အဲ့တော့အာဆင်နယ်ပေါ့အာဆင်နယ်ရဲ့အနေထားကလက်တလုံးမှာကျွန်တော်ဆောင်းပြောလို့3ဝက်သက်နိုင်ပွဲပြောင်းနေတဲ့အချိန်ချင်းပြောရမှာပဲဒါကစိုးရိမ်စရာဖြစ်လာပြီကျွန်တော်အာဆင်နယ်ကိုချန်ပီယံဖြစ်မယ်လို့ကျွန်တော်ကယုံကြည်တဲ့အထဲမှာပါတယ်ပေါ့နော်ဒါကပြီးခဲ့တဲ့တစ်ပတ်မတိုင်ခင်မှာအဲ့တော့ကျွန်တော်တောက်လျှောက်ကျွန်တော်အဲ့ဒီပေါ်တန်တရားသိပ်ပြီးရှိခဲ့ပေမဲ့လက်တလုံးမှာတော့ကျွန်တော်တယောက်တည်းအမြင်မှာတော့ကျွန်တော်တော်တော်စိုးရိမ်လာပြီ။ဘာကြောင့်လဲဆိုတော့လေးမှတ်အကွာကနေဖိအားပေးမှုကိုသူတို့ကြော်ဖြတ်နိုင်ဖို့ဆိုတာအဲ့လောက်ကြီးထင်တယ်လို့ဟိုသူတို့မှာဘယ်လိုပြောမလဲအရင် strong mentally strong ဖြစ်မနေဘူးဗျာ။ Arsenal ဒီ mentally strong မဖြစ်နေဘူးဆိုတော့ကျွန်တော်ရာသီအဆက်သက်တွေးခဲ့တယ်။နောက်ပြီးတော့ကျွန်တော်အမြဲတမ်းပြောခဲ့တယ်အသင်းရဲ့နီးပြတဲ့ကစားသမားတွေဒီအမှတ်ပေးချန်ပီယံကိုအချိန်ချင်းရယူထားတဲ့နီးပြတဲ့ကစားသမားတွေမဟုတ်ဘူးတယောက်တလေမှကိုပရီးမီးယားလိချန်ပီယံကိုရယူတဲ့ကစားသမားနီးပြမဟုတ်ဘူးအဲ့တော့အဲ့ဒါကတော်တော်လေးကိုအားနည်းချက်ပေါ့နော်တို့တခြားလိမှာလာချန်ပီယံဖြစ်ခဲ့ဝင်ကစားသမားတွေကပရီးမီးယားလိမှာတော့တရားအောင်ဖြစ်အဲ့တော့တကယ်အခြေအနေမှာဘယ်လိုထိန်းရမလဲဒီအာတီတာရဲ့လက်ရှိဖလားရဖို့အတွက်သူ့ရဲ့စိုးရိမ်လွန်ကဲနေရတယ်နောက်ပြီးတော့ဒါကမရဘူးလို့ဗျာတခါရသွားတော့ okay သွားနိုင်ပဲအဲ့တော့ဒီရာသီမှာရမယ်လို့ကျွန်တော်တို့တော်တော်လေးကိုဟိုဘယ်လိုပြောမလဲဟိုအာဆင်နယ်ပရိသတ်တွေရောကျွန်တော်တို့ဒီဘောလုံးဝဲကြောင်းပြောတဲ့လူတွေရောကအများကြီးမျှော်လင့်ခဲ့ကြတယ်လက်ရှိမှာလည်းမဖြစ်နိုင်ဘူးတော့မဟုတ်ဘူးလေးမှတ်ဖြတ်တာအဲ့အချိန်မှာဒီတလုံးမှာဖြစ်သွားတဲ့အာသာချက်အားနည်းချက်တွေမှာကိုကြည့်အမြင်လေးပေါ့အာဆင်နယ်အပေါ်မှာဘာလို့မြန်ဒီ3ဘက်လောက်မှာဒီလိုမျိုးဖြစ်သွားခဲ့ရတယ်လဲပေါ့အဓိကတော့အကြောင်းရင်းတွေအများကြီးပဲဗျဒီမှာဆွဲထုတ်မယ်ဆိုရင်လေကျွန်တော်တို့တစ်ချက်ချင်းဒီကျွန်တော်တို့အရန်လဲရှည်သွားနိုင်တယ်ဒါကြီးက pocket ပုံစံလာတော့ဖြစ်သွားနိုင်တယ်ပေါ့နော်လူရင်းပြောမယ်ဆိုရင်တော့ဗျာကျွန်တော်တို့ဒီ box တွေမှာကိုခံစစ်ကလည်းညော့သွားတယ်ကျွန်တော်ရာသီအစ10ပွဲလောက်မှာဆိုရင်ကျွန်တော်မှတ်မိသေးတယ်ဒီအောက်တိုဘာလောက်မှာဆိုရင်တစ်လလုံးမှာကစားတယ်4ပွဲလောက်မှာ Watson တို့ Fulham တို့ Burnley တို့ဒီ4ပွဲလောက်ကစားတာမှာပြိုင်ဘက်အဲ့4သင်းပေါင်းမှအာဆင်နယ်ကိုဂိုးပေါက်တဲ့ကန်ကြီးတစ်ချိန်ပဲရှိသွားတယ်။ဘိုးလုံးဝမရပါဘူးเนาะ။ရာသီစ10ပွဲကစားတာမှာ3ဂိုးပဲပေးရတယ် clean sheet 9ပွဲရတယ်။အဲ့ဒီတော့အာဆင်နယ်ကိုကျွန်တော်တို့ပြောဖြစ်နေတာကချန်ပီယံဖြစ်ဖို့တယ်မဟုတ်ဘူး။2004 2005 Mourinho ရဲ့ Chelsea တရားသီးလုံးမှာပေးဂိုး15ဂိုးနဲ့အကောင်းဆုံးခံစစ်ဆိုတဲ့ record ကိုပါချိုးနိုင်မလားဆိုတဲ့မိဂိုးနေပါနေတာ။ဟုတ်ကဲ့။အဲ့ဒီနောက်ပိုင်း Sunderland ကိုတူတည်ကြပြီးနောက်ပိုင်းနဲ့ကအဲ့ဒီခံစစ်ကအရန်ကြီးဆိုးရွားနေရမှာအခုချိန်ဒီလေအာဆင်နယ်ခံစစ်ကြီးပရီးမီးယားလိမှာပေးကို18ဂိုးနဲ့ပေးကိုအနည်းဆုံးသိဆိုးရွားကြီးဖြစ်နေတာမဟုတ်ဘူးဒါပေမဲ့နောက်ပိုင်းပွဲလေးတွေမှာအာဆင်နယ်ခံစစ်စလူပီတွေဖြစ်လာတယ် individual အမှားတွေပြီးခဲ့တဲ့ United ရဲ့ပွဲမှာဆိုရင်ပွဲကိုအဓိကအာဆင်နယ်အတွက်ဒုက္ခပေးသွားတဲ့ဂိုးကဇူဗီမန်ဒီရဲ့မဖြစ်တဲ့ individual error ဂိုးပဲအဲ့ဒီဂိုးပေးလိုက်ရပြီးတော့အာဆင်နယ်က PR တွေနဲ့အဲ့ပွဲကိုပြန်လာနိုင်ဖို့ခတ်သွားတာနောက်ပိုင်းမှာအဲ့ဆိုတရားတီလုံးမှာမမြင်ခဲ့ရတဲ့ပုံစံတွေစလူပီဖြစ်လာတယ်ခံစစ်ကပေးကိုတွေပေးနေရတယ်
သိပ်ပြီးတော့အရင်ကြီးမကောင်းတော့ခံစစ်ကအရင်ရာသီစလောက် combat ဖြစ်တာမျိုးကျွန်တော်မခံစားတော့လူဆုံလာသည့်တိုင်အောင်ခံစစ်ကပေးကိုတွေဘုံဘက်ကို2ဂိုးပေးရတယ် United ကို3ဂိုးပေးရတယ်အဲ့လိုမျိုးလေးတွေကျွန်တော်ထောက်လျှောက်မြင်လာရတယ်ဆိုတော့နောက်ဆုံး Premier League 73ပွဲမှာ14ဂိုးပေးထားဆိုတော့ခံစစ်နည်းနည်းရော့လာတယ်ကွဲလည်မှာလည်း Declan Rice ပေါ်မှာအရင်မီခိုနေရတယ် Zubimendi ဒီ precision ကောင်းပါဆိုတဲ့ကစားမှာတော့အမှားတွေလောက်လာတယ် Odegaard ကကောင်းတဲ့ပွဲကောင်းတယ်မကောင်းရင်မကောင်း Odegaard မကောင်းရင်ကွင်းလေ creativity ကဘာမှကိုမရှိတော့ဘူးတိုက်စစ်နဲ့ကွင်းလေကိုဘယ်သူမှမချိတ်ဆက်ပေးနိုင်ဘူး Odegaard ကောင်းတဲ့ပွဲမှာဆိုရင်တိုက်စစ်နဲ့ကွင်းလေကအခွင့်အရေးတွေဖန်တီးနိုင်တယ်ဂိုးရဖို့ chance တွေရတယ်ဆိုတော့ Odegaard ပေါ်မှာအရင်ကြီးမိခုန်နေရတယ်အစည်းရှိနေမဲ့အစည်းစီကနေပြီးတော့လုံလောက်တဲ့သူတို့လိုချင်နေတဲ့ပုံစံမျိုးအခုချိန်ထိနီးပြမထုတ်ယူနိုင်သေးဘူးပေါ့နော်အဲ့ဒါတွေကပြဿနာပြီးတော့နောက်ဆုံးတော့အကြီးဆုံးပြဿနာကတော့ကျွန်တော်ထင်တယ်ချန်ပီယံဖြစ်ချင်တော့ဒီတိုက်စစ်ပိုင်းပြဿနာကိုဖြေရှင်းရလိမ့်မယ်အခုချိန်ထိတော့အာဒီတာကတော့ကာပါလောက်ထားတယ်ပေါ့နော်ဒါလည်းတနည်းအားဖြင့်တော့မှန်ပါတယ်အခု42ဂိုးသွင်းထားတယ်သွင်းဂိုးအများဆုံးဆိုတဲ့ Man City နဲ့9ဂိုးပဲကွာတယ်တိုက်စစ်ကအများကြီးတော့ဂိုးတွေလျှော့နေတာတော့မဟုတ်ဘူးဒါပေမဲ့ရှေ့မှာလည်းကိုရနာပြောလို့ကွင်းလဲနဲ့ခန်းစင်းနဲ့နေရာဆုံးကမတူညီတဲ့ကစားမတွေအများကြီးအမျှသွင်းထားတဲ့အခြေအနေဆိုတော့ဒီထက်ပိုပြီးတော့တူးကောင်းတစ်ယောက်ကောင်းလေးတွေသွင်းဂိုးတွေအတွက်တာဝန်ယူပေးနိုင်ရင်တော့ပိုပြီးအလုပ်ဖြစ်မယ်အဓိကတော့စာကာပေါ်မိခိုမှုတွေကျွန်တော် short ချရလိမ့်မယ်စာကာရဲ့ dribbling တွေဒီ progressive carry တွေအဲ့ဒါတွေကိုပြိုင်ဘက်တွေလည်းရိပ်မိနေပြီစာကာဒီ Arsenal တိုက်စစ်တက်သွေးကြောကစားသမားပဲစာကာကိုတယောက်ထက်ပို့ပြီးတော့2ယောက်3ယောက်လောက်စုပြုံပြီးပိတ်ဆို့ပြီးတော့ block လုပ်ထားပြီးဆိုရင် Arsenal တိုက်စစ်မှာအဖြေမရှိတော့ဘူးဒါကိုအဖြေရှာဖို့လိုတယ်အခုဆိုစာကာကပြိုင်ပွဲဆိုမှာ73ပွဲစတိုက်ဂိုးပေါက်ပြောက်ထားပြီ Yorkshire ဆို Premier League နောက်ဆုံး17ပွဲမှာ penalty ကနေတကူလာပဲရထားတယ် penalty မဟုတ်တဲ့ဂိုးတွေလုံးဝမရထားဘူး Martinelli ဆိုရင် Premier League မှာ73ပွဲရှိပြီဂိုးပေါက်ပြောက်နေသူကတော့ဒါလူစားဝင်နေတယ်ပဲကစားတာလည်းပါတယ်ဒါမာဒူဂီဆိုလဲ Premier League မှာ25ပွဲရှိပြီဂိုးမသွင်းနိုင်တာ Trossard ဆိုလဲ Premier League နောက်ဆုံးဒါ17ပွဲလောက်မှာတကူပဲသွင်းထားပြန်ပွဲဆိုနောက်ဆုံး17ပွဲလောက်မှာတကူပဲသွင်းထားနိုင်တယ်ဆိုတော့ဒီ Arsenal ရဲ့တိုက်စစ်စွမ်းဆောင်ရည်ကတော့မလုံလောက်ဘူးဗျအရင်အားနေလို့ ਨੇ ဒီပြဿနာကိုတော့ဖြေရှင်းရမယ်အဲစာခါပေါ်မှာအလွန်မင်းမိခိုနေတာပြီးတော့နောက်တစ်ခုကျွန်တော်သဘောမကျတာက Setby ပြဿနာဟုတ်ကဲ့ဒီမှာလဲပြည်သက်တွေနဲ့အမြင်တူတာတွေရှိမယ်မတူတာတွေလဲကွဲလွဲတာတွေလဲအများကြီးရှိလိမ့်မယ်ကျွန်တော်အမြင်တော့ Setby ဆိုတဲ့ဟာက Arsenal ကမနှစ်ကရာသီတွေကနေစတွက်မယ်ဆိုရင်ပြိုင်ဒါ Setby ကနေ24ဂိုးသွင်းထားတယ်အများဆုံးပဲကောင်းတယ် open play ကနေဂိုးရဖို့ခက်နေပြီဆိုရင်ဒါဟာပြိုင်ဘက်တွေရဲ့ပိတ်ဆို့မှု low block တွေ mid block တွေကိုဖြိုခွဲနိုင်မှုအတွက် Arsenal ရဲ့နောက်ထပ်အားကောင်းတဲ့လက်နက်တစ်ခုအဲ့လိုအခြေအနေကိုဖန်တီးနေဒါပေမဲ့အဲ့ဒီပေါ်မှာအများကြီး rely ဖြစ်သွားပြီးတော့ဒါဟာသူတို့ရဲ့အဓိက attacking threat ဖြစ်လာပြီးတော့ open play တွေကအရန်လျှော့လာတယ်ဖန်တီးမှုတွေအရန်အားနေလာတယ်ဒီဆက်ဆုံးကျွန်တော် United နဲ့ပွဲမှာပဲဥမာပေးကြည့်မယ်ဗျာ expected goal 1.21 ရှိတယ်အဲ့ဒီထဲက 0.8 က 0.8 တောင်ကျော်သေးတယ်အဲ့ဒါ set speed တွေကနေရနိုင်တဲ့ expected goal open play ကနေ goal ရနိုင်တဲ့ expected goal က 0.39 ပဲရှိတယ်တပွဲလုံးရဲ့4ပုံတပုံစာပဲရှိတယ်ပြောချင်တာ open play ကနေအခွင့်အရေးဖန်တီးနေတဲ့အရန်အားနေလာတယ် open play ကနေပြီးတော့ goal ရဖို့ကြိုးစားအားထုတ်မှုတွေအရန်အားနေလာတယ်ဒါကလုံးဝမဖြစ်သင့်ဘူးဒါကတော့အသင်းရဲ့ချင်းကမ်းမှုအာဒီတာနဲ့နီးပြအဖွဲ့တွေကိုယ်တိုင်ပြန်ပြင်ရလိမ့်မယ်အဲ့လောက်ထိ set speed ကိုအားကိုးနေတော့ပြိုင်ဘက်တိုင်းကအခုဆိုရင်ရိပ်မိလာပြီ Arsenal ရဲ့ဒီနောက်ဆုံးဒီ United ပွဲပြီးမှာ Ahmed ဆိုရင်ဒါပေါ်တင်ကြီးကို Twitter မှာတင်သွားတာပဲလေမင်းတို့ရဲ့တခုတည်းသောမျှော်လင့်ချက်ကကော်နာပဲဆိုပြီးတော့ပြိုင်ဘက်တွေအားလုံးကသိနေပြီဒါကပေါ်တင်နေကြီးပဲဒီတခုတည်းကိုအားကိုးနေရင်တော့ Arsenal ရှေ့လျှောက်အဲ့လိုဒုက္ခတွေရောက်နေဦးမယ်ထင်တယ်ကျွန်တော်ကတော့ Arsenal ကလုံနိုင်စွမ်းရှိတယ် Arteta နဲ့ Arsenal ရဲရင်ဖို့လိုတယ်အဖြေတစ်ခုကိုပြန်ပြီးတော့ဒီတိုက်စစ်ကိုဘယ်လိုသွားမလဲဆိုတဲ့အဖြေတစ်ခုကိုပြန်ရှာလိမ့်မယ်လို့ထင်ပါတယ်ဗျဟုတ်ကဲ့တော်တော်ပြည့်စုံပါတယ်ကျွန်တော်လည်းအဲ့ဒီဟာလေးကိုလည်းဖြည့်ပြောချင်တာကိုကြည့်ပြောရဲထောင်းကန်ဘောပေါ့ကျွန်တော်ဆောနာ program တစ်ခုမှလည်းကျွန်တော်ပြောခဲ့ပါရေးစကားအဲ့တော့ထောင်းကန်ဘောကနေတို့ကိုရတယ်တစ်ဖက်အသင်းကအာဆင်နယ်ကိုပြိုင်ဘက်တွေကထောက်ကန်ပေါ်ပေးရမှာပါကြောက်နေပြီဟုတ်မိုက်တယ်အဲ့ချက်ကတော်တော်မိုက်တယ် share ပဲပြိုင်ဘက်တွေ cycle ဖြစ်နေပြီအာဆင်နယ်ထောက်ကန်ပေးလို့မရထောက်ကန်ပေါ်က penalty ထောင်ပိုသေးချာနေဆိုတော့တစ်ဖက်က reverse psychology မှာအာဆင်နယ်ကစားသမားတွေစိတ်ထဲမှာပါငါတို့ကတေကန်ဘောမှာမရရင်ကိုရပါမလားနောက်ပြီးတော့တေကန်ဘောကိုမဖြစ်မနေရအောင်ရှူလာတွေတွေ့ရတယ်ကျွန်တော်ပြောချင်တာထောက်ကန်ဘောတွေရအောင်တောင်ပန်တွေကနေဖြတ်ပို့မှုတွေပြောချင်တာကသူတို့ရဲ့သူများကိုဒုက္ခပေးတဲ့သူများကိုဒုက္ခပေးနိုင်တဲ့ threat တစ်ခုသူတို့ရဲ့အင်အားအကြီးဆုံးလက်နက်ကသူတို့ပါပြန်ထိခိုက်နေပြီဟုတ်တယ်သူတို့ဟာဒီထောက်ကန်ဘောကိုဆွဲလန်းနေပြီထောက်ကန်ဘောကိုဆွဲလန်းနေဆိုတော့သူတို့အပြေရှာမယ်ဂိုးမရတော့ဒီဘွဲမှာတော်တော်တိုင်ပတ်နေပြီအပြေရှာလို့မရဘယ်နားမှာဘာမှလုပ်လို့မရတော့ဆိုသူတို့ရဲ့ခေါင်းထဲမှာပေါ်လာတာငါတို့ထောက်ကန်ဘောယူမယ်အဲ့ဒါကတစ်ဖက်ကပြိုင်ဘက်ကိုစိုက်ကူပေးလို့သူတို့ပါပြန်ထိခိုက်တဲ့အချက်ပေါ့အဲ့ဒါကိုသူတို့မသိစိတ်ထဲဝင်သွားတဲ့ဟာကိုပြန်ဖယ်ဖို့ခက်နေရလို့ကျွန်တော်မြင်လာရပေါ့နော်အခုတည်းပြဿနာအဲ့ဒါပဲသူတို့ဟာအဲ့တပ်ဘောတွေစကန်ဘောတွေကနေမှဂိုးမရရင်သူတို့အဖွင့်ဂိုးရဖို့အရန်ခက်နေရ
ဟုတ်တယ် ရှင်းတဲ့ပွဲမှာစီးဗျာအဲ့လိုမျိုးပြဿနာမျိုးတွေဖြစ်လာတယ်ဆိုတော့အဲ့ဒါလေးကိုတော့ကျွန်တော်ထည့်ပြောချင်တယ်ဗောနော် okay အဲ့တော့ကျွန်တော်တို့ဒီအာဆင်နယ်တို့တော့ကျွန်တော်လဲဒါတော့ကျွန်တော်စိတ်ပူလို့ပြောတာကျွန်တော်တို့အာဆင်နယ်ကိုဒီလိုမျိုးပြောတယ်ဆိုတော့ကျွန်တော်တာမန်အသင်းဆိုဒီလိုပြောမနေတော့ဘူးဒါကချန်ပီယံမန်းနေတဲ့အသင်း level တစ်ခုရောက်နေတဲ့အသင်းဆိုတော့ကျွန်တော်တို့ဟာတချို့ဟာလေးတွေကိုနှိုင်းနှိုင်းချွတ်ချွတ်ဟိုထုတ်ပြောရတာဗောနော်ဟိုတာမန်ကရှန်ကအသင်းဆိုတော့ကျွန်တော်တို့ကဒီလောက်ထိနည်းနည်းပြောမနေတော့ဘူးဆိုတော့အဲ့တော့အာဆင်နယ်လက်ရှိအနေထားကဒီပွဲမှာလည်းအသာသီးရဖို့ကြိုးစားပဲဒီပွဲမှာတော့သူတို့ open play ကနေဂူရပို့ပြီးတော့အားထုတ်လာမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီပွဲမှာကိုချင်းကြီးရဲ့နောက်ဆုံးဒါပြောချင်တာလေးရဲ့ဖက်အတင်းချောင်းလေးရဲ့နောက်ဆုံး result လေးရဲ့ထုတ်ပေးပါဦး ဟုတ်ကဲ့ပါအဲ့တော့ဒီမှာကတော့ Leeds United ကတော့ရှင်းပါတယ်သူ့မှာဘာဖီးရမှမရှိဘူး။အဲဒီစုံနဲ့လည်း6မှတ်လောက်กว่าနေသေးတယ်ဆိုတော့ဒီလိုပွဲမျိုးအာဆင်နယ်ကိုရှုံးသွားလို့လေထိတ်ဆုံးအသင်းကိုရှုံးလို့လေဗျာ Leeds United အတွက်တဲ့ကဘာပြတ်သွားတဲ့ပွဲမှာ AC ပဲသူကတော့ဖီးရမရှိဘူး။ဒီတစ်မှတ်လောက်ရလဲတန်တယ်ဟိုဘာလုံးနိုင်မလဲဒီပွဲနဲ့သူတို့ဘလောက်ပဲရပါတော့အတတ်နိုင်ဆုံးသူကြိုးစားပြီးကစားလိမ့်မယ်ဒါပေမဲ့လိမှာအားနေတာခန်းစစ်ကိုပြောင်းလဲသွားစေတယ်အဓိကခန်းစစ်ကစားမှာဘီယောဒဏ်ရနေတယ်ပြီးတော့ Catmanson ဘေတောင်မန်မှာဒဏ်ရနေ Justin ဒီ right wing back ကစားမှာဘေတောင်မန်ကိုထွက်ကစားပေးနေရတယ်ဆိုတော့ကစားလို့တော့ရတယ်ဒါပေမဲ့ပုံမှန်ထင်နေတော့အားနေတယ်ခန်းစစ်ကသူတို့ပုံမှန်ကစားနေကြခန်းစစ်ကြောင်း9ယောက်ထဲက2ယောက်လောက်မပါဘူးဆိုတော့ခန်းစစ်အားနေမယ်လို့တော့ထင်တယ်ပေါ့နော်ပြီးတော့တိုက်စစ်မှာလည်း Kevin Lewin တယောက်လောက်ပဲအားကိုးနေရတယ်ကျန်တဲ့ Aaron San တွေ Okafor တွေ Marcha တွေမကောင်းမဟုတ်ကောင်းတယ်သူတို့ကကောင်းတဲ့ပွဲကောင်းတယ်မကောင်းတဲ့ပွဲမကောင်းဘူးပြီးတော့နောက်တစ်ယောက်ကပုံမှန်လည်းမရှိဘူးအလှည့်ကျ rotate ပုံစံမျိုးသွားနေဆို Kevin Lewin ပေါ်မှာပဲသူတို့ကမိခိုနေရတဲ့ပုံစံရှိပါတယ်အာဆင်နယ်မှာကတော့ကောင်းတဲ့အချက်ကဘာလဲဆိုတော့ဒီပွဲမှာကစားမတွေအနားရထားတယ်ဂျာရဲ့ချန်ပီယံလိပွဲခိုင်ရတဲ့ပွဲမှာအရန်တွေထုတ်ကန်ထားတယ် Yokres လောက်ပဲသုံးသွားတယ်ကျန်တဲ့ဆာကာတို့အိုဒီဂတ်တို့ချန်နယ်ဒက်ဂလန်ရိုက်တို့ဇူဘီမန်နီတို့ဆာလီဘာဂေဘရီယယ်ဒီကစားမအားလုံးဒီပါအနားရထားတယ်ဆိုတော့လန်ဆန်းဆန်းနဲ့ဒီပွဲကိုကစားနိုင်တယ်ပြီးတော့သုံးပွဲဆက်နိုင်ပွဲပျောက်ထားတယ်ဆိုတဲ့အခြေအနေမှာဒီမှာတော့အာဆင်နယ်မှာဒီပွဲကိုနှစ်မျိုးမြင်ရနိုင်တယ် pressure တွေဖိအားတွေချားနေစိုးရင်စိတ်တွေနဲ့ကစားတာမျိုးလည်းဖြစ်ကောင်းလည်းဖြစ်နိုင်တယ်လို့ဒီမခံကျင်စိတ်တွေနဲ့ပြန်ပြီးပေါက်ခွဲလာမယ်နိုင်လိုစိတ်ပြင်းပြမှုကိုလည်းမြင်ရကောင်းမြင်ရနိုင်တယ်ဘယ်လိုမြင်ရမလဲဆိုတော့ကျွန်တော်ပွင့်တွင်းမှာပဲကြည့်ရမယ်လီနဲ့တွေ့တဲ့မှတ်တမ်းတွေကတော့ပထမကြောကလည်း 5-0 နိုင်ထားတယ်ဂိုးပြန်နိုင်ထားတယ်နောက်ဆုံးတွေ့ထားတဲ့ပြန်ပွဲဆို9ပွဲဆက်လဲနိုင်ထားတယ်လီရဲ့ကွင်းမှာနောက်ဆုံးလာကစားတဲ့2ပွဲဆက်တိုက်လဲနိုင်ထားတယ်2020ရလားမသိဘူး BSR လက်ထက်တော့ဂိုးမရှိတည်ကြတာဒါလိနဲ့နောက်ဆုံးတည်ကြခဲ့တယ်ပေါ့နော်အဲ့တော့ဒီအချိန်ဒီမှာတော့ကျွန်တော်တို့အာဆင်နယ်ကိုပဲနိုင်မယ်လို့ရွေးပါတယ်အာဆင်နယ်ဂိုးပြက်ချင်မှပြက်လိမ့်မယ်ဂိုးပြက်ဖို့ကတော့မလွယ်ဘူးဒီအချိန်ဒီမှာအာဆင်နယ်တို့ကနိုင်ပွဲရဖို့ကပဲအရေးကြီးတာလိကလည်းအိမ်ဝင်းမှာ Chelsea လို့သိအောင် 3-1 နိုင်ထားတယ် Liverpool ကိုတည်ကြထားတယ် United ကိုတည်ကြထားဆိုတော့ရှုံးခဲ့ရင်တော့မှဂိုးပြက်ကြီးရှုံးသွားမယ်အသင်းမျိုးလို့ကျွန်တော်မခံစားရဘူးအာဆင်နယ် 1-0 2-1 လောက်နဲ့ကတ်နိုင်သွားမယ်ပွဲလို့ထင်ပါတယ်ဟုတ်ကဲ့ပါပထမကြော်လို့မဖြစ်တော့သိကြပါတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာလက်ရှိဆက်တဲ့ပွဲမှာတပွဲပဲရှုံးထားတော့ကိုချီပြောလို့102မိနစ်သွင်းကိုနဲ့တောက်ပြီးတော့သူတို့ကစားခဲ့တဲ့အသင်းတွေခုနကကိုချီရွတ်ပြပြီးသွားပြီဘလောက်ခက်ခဲတဲ့အသင်းတွေပါလဲဆိုတော့လီဗာပူးနဲ့ချယ်ဆီထားလိုက်ပါတော့အဲ့ပွဲတွေကမရှုံးခဲ့ဘူးဆန်နာ United ဆန်နာလန်တို့ဒီ Brentford တို့လက်ရှိပရီးမီးယားလိဂ်အိမ်ကအကောင်းပါတယ်ဆိုတော့အသင်းတွေမရှုံးခဲ့ဘူးဆိုတော့အဲ့လိုအသင်းကအာဆင်နယ်ကိုရှင်းကန်နိုင်ပါတယ်ဒါပေမဲ့ခုနကကိုကြည့်ပြလို့ကန်စစ်ကြောင်းထိုင်ရပြဿနာပြီးကျော်လို့ဘာလို့မရှိတာနည်းနည်းတော့တာသွားတယ်ဗျာဒီလိုပွဲမှာသိတာတယ်အာဆင်နယ်ကအတွက်ကျွန်တော်စကားပြန်ကောက်ပြီးအာဆင်နယ်အတွက်ဒီပွဲကိုကြည့်ပြောခဲ့တဲ့စကားပါပဲဘူးလူပဲဟုတ်ဒီပွဲရှုံးရင်သွားပြီအမှတ်ရောရင်လည်းသွားပြီဘာလို့လဲဆိုတော့အာဆင်နယ်၄ဝဲဆက်တိုက်တာအမှတ်ရောရင်အာဆင်နယ်ရဲ့ကစားသမားတွေ mindset နဲ့အာဆင်နယ်ကစားသမားတွေအဲ့ mindset ဖြစ်နေတာမဟုတ်ဘူးဗျာအာတီတာဖြစ်နေတာသိလားတကယ်တော့ကစားသမားတွေကသူ့လောက်အဲ့လောက်ကြီးစိုးမနေဘူးသူကိုယ်တိုင်ကကိုစိုးရိမ်လွန်နေတာသိလားသူ့ရဲ့ anxiety ကအရန်မြင့်နေပြီဗျာသိလားသူတော်တော်ကိုစိုးရိမ်ပူပန်မှုတွေအရန်တောကတွေများနေပြီကျွန်တော်ဟိုတတိထားမိရပို့ပြီးအသေးစိတ်လုပ်တွေပိုမားလေတခါလေကြာရင်ဟိုတခါလေမပြုတ်ပြင်းဟိုပို့ပြီးဒီထက်လုပ်တွေပိုကြိုးစားလေပိုမားလာလေဖြစ်လာတယ်အဲ့လိုမျိုးဖြစ်လာတယ်ဒီပွဲကတေးကြလို့လည်းမရဘူးအမှတ်ရလို့လည်းမရဘူးအာဆင်နယ်ကဒီပွဲကတကယ်ပရီးမီးယားလိလိုချင်တယ်ဆိုရင်ကျွန်တော်သူများရပြောမှာမင်းဒီပွဲတေးကြတယ်ဟိုအမှတ်မိသေးတာမဟုတ်ဘူးစိတ်တက်ပြတ်သွားလိမ့်မယ်ဟုတ်ဒီပွဲကလုံးဝဟို bounce back ကိုဖြစ်အောင်လုပ်အောင်ပဲပွဲလို့ကျွန်တော်ထင်တယ်ကျွန်တော်ဒီပွဲမှာအာဆင်နယ်တကယ်နိုင်သွားမယ်လို့ကျွန်တော်ယုံကြည်ရဲပေါ့နော်အဲ့တော့ကိုပြတ်မပြတ်ကတော့ကျွန်တော်စောင့်ကြည့်ရမယ်ဒါပေမဲ့ကျွန်တော်အာဆင်နယ်အနိုင် win ကတော့တေးချာလို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီစနေနေ့ကြာရင်ကျွန်တော်တို့ကြည့်ကြတာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါကျွန်တော်တို့ Fight of Football Channel ကနေပြီးတော့ကျွန်တော်တို့ Leeds United နဲ့ Arsenal တဲ့ပွဲကြည့်တော့တဲ့ချက်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ပေးခဲ့တဲ့ညီကောင်များအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ